皆さんおはようございます。私ကတော့ဒေလာဖြစ်ပါတယ်။ဒီနေ့မှာတော့ N5 lesson 4ရဲ့ခုတို့ဘာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်။食べます、စားသည်飲みます、တောက်သည်タバコを吸います、ဆေးလိပ်ကိုတောက်သည်見ます、မြင်သည်ကြည့်သည်聞きますနားထောင်သည်မေးမြန်းသည်読みますဖတ်သည်書きますရေးသည်買いますဝယ်သည်写真を撮りますဓာတ်ပုံရိုက်သည်しますပြုလုပ်သည်友達に会いますတငယ်ချင်းနှင့်တွေ့သည်ご飯ထမင်း朝ご飯နံနက်စာ昼ご飯နေ့လယ်စာ晩ご飯ညစာပန်းပေါင်မုန့်卵ဥကြက်ဥ肉အသား魚ငါး野菜ဟင်းသီးဟင်းရွက်果物တစ်သီး水ရေお茶လက်ဖက်ရည်ခိုးချလက်ဖက်ရည်牛乳ミルクနွားနို့ジュースဖျော်ရည်ဘီးရုဘီယာお酒အရက်タバコဆေးလိပ်တဲကားမိစာပေးစာပြန်စာရဲပို့တိုအစီရင်ခံစာ report မီဆဲဆိုင်နီဝခြံဝင်းရှုခုတိုင်းအိမ်စာစာခဘောလုံးအဝါနာမိပန်းကြည့်ခြင်းနာနီဘာလဲ一緒にအတူတူအတူတကွちょっとခဏနည်းနည်းいつもအမြဲတမ်းドキドキတခါတရံဆိုတဲ့ခါရအဲ့ဒီနောက်ထိုးနောက်အင်းအေးいいですねကောင်းတယ်နော်ကောင်းတာပေါ့わかりましたကောင်းပါပြီနားလည်ပါပြီ何ですかဘာပါလဲじゃまた明日ဒါဖြင့်မနက်ဖြန်မှတွေ့ကြမယ်今日はここまでですまたね